အားလုံးပဲမင်္ဂလာပါပရီးမီးယားလိချန်ပီယံရသွားတဲ့အာဆင်နယ်အသင်းရဲ့ပရိသတ်တွေလည်းဒီနေ့မှာအရန်ကိုပျော်ရွှင်နေကြမယ်ထင်တယ်ကျွန်တော်အပါအဝင်အာဆင်နယ်ပရိသတ်တွေအားလုံးအတွက်ဒီနေ့ကတကယ်ကိုထူးခြားတဲ့နေ့တကယ်ကိုဘာလို့ထူးခြားလဲဆိုတော့22နှစ်လောက်ရှိပြီဗျာကျွန်တော်တို့ဒီနေ့ကိုစောင့်နေတာဒီလိုနေမျိုးကိုမျှော်လင့်ရင်းနဲ့ကျွန်တော်တို့မှာဝေဖန်မှုတွေကြားထဲမှာအဆင်မပြေမှုတွေကြားထဲမှာပြီးတော့တခါလေမှာအသင်းကိုယ်တိုင်ကအဆင်မပြေတဲ့ချိန်မှာဒီအသင်းကဘာလို့ဒီအသင်းကိုငါတို့အားပေးမိနေရလဲဆိုတဲ့ကိုမေးခွန်းထုတ်မှုတွေကြားထဲမှာကျွန်တော်တို့မှာခက်ခဲတဲ့နေ့ရက်ပေါင်းများစွာအာဆင်နယ်ပရိသတ်တိုင်းမှာရှိခဲ့တဲ့ကြုံခဲ့တဲ့ဂျင်းဆိုင်ဖြတ်တန်းခဲ့ကြဘူးလေကျွန်တော်တို့အကြိမ်ကြိမ်စိတ်ပိုင်းဆိုင်ရာတွေပြိုလဲခဲ့ကြတယ်ရုပ်ပိုင်းဆိုင်ရာတွေပြိုလဲခဲ့ကြတယ်အကြိမ်ကြိမ်အတူတူရှိပြီးတော့အတူတူအားပေးနေကျွန်တော်တို့ဒီခီးကိုဆက်လာခဲ့ကြတယ်ဒီအချိန်မှာတော့ကျွန်တော်တို့အားလုံးအသီးပွင့်နေပန်းနိုင်တစ်ခုကိုတော့ကျွန်တော်တို့ရောက်ခဲ့ပြီပေါ့နော်အဲ့တော့ဘောလုံးပရိသတ်တိုင်းမှာတော့ကျွန်တော်ဘောလုံးအသင်းကိုချစ်တာမှာတော့ရှင်းပါတယ်ဘောလုံးအသင်းကိုကျွန်တော်တို့အသွေးတဲ့အသားတွေကနေကျွန်တော်တို့တန်ရောစင်ဖြစ်တဲ့အောင်မြင်စေခြင်းနဲ့ဒီအသင်းအောင်မြင်ရင်ကျွန်တော်တို့ပြောတယ်ဗျာဒီအသင်းတခုခုအဆင်မပြေရရှိရင်ကိုတကယ်ဘဝမှာအခက်အခဲတွေကြုံရတယ်လို့ကျွန်တော်စိတ်ညစ်တယ်ဝမ်းနည်းတယ်အဆင်မပြေဘူးပေါ့နော်အဲ့တော့အာဆင်နယ်ပတ်သက်ပြီးတော့လဲအာဆင်နယ်ပရိသတ်ညီကိုလည်းဒီတိုင်းပဲအာဆင်နယ်ရဲ့ဒီအောင်မြင်ခဲ့တဲ့ကာလရွှေအောင်ကာလတွေကတော်တော်လေးကြာသွားပြီကျွန်တော်ကိုယ်တိုင်တော့မှလွန်ခဲ့တဲ့2004 FA Flyer ရတဲ့ Premier League Invisible Season ဆိုတာကဒီ State ကျောင်းသားဘိုးက10တန်းဖြေကာစား10တန်းအောင်ကာစားဆိုတဲ့အရွယ်လေးပဲရှိသေးတာဆိုတော့အဲ့ကာလကနေတော်တော်လေးကိုကြာ20ကျော်ဆိုတာလူတယောက်ကောင်းကောင်းမွေးဖွားပြီးတော့လူလားမြောက်တဲ့အချိန်ကာလတစ်ခုလိုတောင်ပြောလို့ရတယ်တော်တော်ကြီးကြာသွားခဲ့ပြီတချို့ညီကိုတွေဆိုရှိတယ်ဒီအာဆင်နယ်ဖလား Premier League ဖလားနောက်ဆုံးရပြီးနောက်ပိုင်းမှာမွေးတဲ့ဒီအသက်30အောက်ပေါ့နော်25ဝန်းကျင်အသက်30အောက်ဝန်းညီကိုတွေရောပြီးတော့အသက်20ဝန်းကျင်ညီကိုတွေရောဆိုတော်တော်လေးဒါအာဆင်နယ်ကဒီဘက်ခေတ်အောင်မြင်မှုတွေကိုလုံးဝသူတို့ဆိုရင်မျက်ဝါးတင်တခါမှမမြင်ဘူးဒါပထမဆုံးအချိန်နှစ်ဖူးတွေအာဆင်နယ်ပရီးမီးယားလိဖလားကြီးကင်မြောက်တာကိုကျွန်တော်တို့တပြောတစ်ပါးကြီးခံစားကြရတော့မှာဆိုဒီ feeling ကြီးကအယမ်းမိုက်တယ်ဗျာတော်တော်ကြီးကောင်းတယ်လို့ပြောလို့ရတယ်ဒါရင်ပဲလားဆိုတော့အချိုမှာတကားဆင့်ပေါ့နော်ချန်ပီယံလိဖလား final လေးပါနောက်တစ်ပတ်မှာကြည့်ရအောင်မယ်ဆိုတော့ဒီအချိန်မှာတော့ကျွန်တော်တို့အာဆင်နယ်ပရိသတ်တွေအားလုံးရဲ့အပျော်တွေကရှင်မက်ထဲမှာကျွန်တော်တို့ပြောမပြနိုင်လောက်အောင်များလေလိမ့်မယ်လို့ထင်တယ်အဲ့တော့အဆိုးဆုံးချိန်တွေအဆိုးဆုံးနေ့ရက်တိုင်းမှာကျွန်တော်တို့အာဆင်နယ်အသင်းကိုချိန်တွေကနေလုံးဝမြစ်တာစစ်နဲ့အချစ်စစ်တွေနဲ့ကျွန်တော်အားပေးခဲ့ကြတယ်ပရိသတ်တူးချင်းတယောက်စီတိုင်းအာဆင်နယ်ပရိသတ်တွေအားလုံးဒီနေ့ပရီးမီးယားလိချန်ပီယံဆုရသွားတဲ့အာဆင်နယ်အသင်းရဲ့အောင်ပွဲအတွက်ဂုဏ်ယူထိုက်တယ်ဂုဏ်ပြုထိုက်တယ်ပျော်ရွှင်ဖို့ထိုက်တယ်နဲ့အင်္ဂလန်လန်ဒန်ကွင်းမှာဆိုလဲပရိသတ်တွေတညာလုံးပွဲပြီးတဲ့ဒီလုံးဝနောက်လန်ဒန်မှာကွင်းရှိမှာလုံးဝဆူယုံပြီးတော့ပွဲအောင်ပွဲခံနေကြတာချက်သိန်းအောင်ထဖို့ကောင်းတယ်ကျွန်တော်တို့ဒီမှာလဲပရိသတ်တွေကိုနီကိုဟန်နဲ့ညတွေကမန်စီးတီးနဲ့ဘုံမောက်ပွဲပြီးတာကျွန်တော်တို့ဒါမနေ့3နာရီကြောပဲရှိသေးတယ်အဲ့ဒီကနေအခုချိန်ထိဘယ်သူမှအိတ်လို့မရဘူးကျွန်တော်လည်းအိတ်လို့မရတော့ဘူးဒီရင်တွေက PT ကဘာနဲ့မှလဲလို့မရဘူးအိတ်လို့လည်းမရဘလို့ကြီးဖြစ်နေမှမသိတနေ့လုံးကိုပျော်ရွှင်ပြီးတော့အဲ့လိုအာဒီအကြီးတစ်လုံးကိုစားထားရတယ်လို့ဖြစ်နေရဆိုတော့ဒီ feeling ကြီးကတော့တကယ်ပါကျွန်တော်တို့ live မှာဒါမျိုး feeling မျိုးပြန်ရဖို့ဆိုတာလည်းမလွယ်ဘူးကိုဘွားမှာအရေးကြီးဆုံးအချိန်တွေကောင်မလေးစီကအဖြေရခဲ့တဲ့အချိန်တွေ10တန်းအောင်ခဲ့တဲ့အချိန်တွေအိမ်အောင်ကြားတဲ့အချိန်တွေအဲ့လိုမျိုးပေါ့ဘွားရဲ့အရေးကြီးဆုံးဆိုတဲ့ milestone တွေနဲ့နှိုင်းရှင်မယ်ဆိုရင်တော့ဒီ feeling ကပိုတာနေမလားမပြောတတ်ဘူးတကယ်ကိုဒါဂုံယူလဲဂုံယူထိုက်တယ်ပြီးတော့အာဆင်နယ်အတွက်တကယ်လဲဂုံပြူထိုက်ပါတယ်ပြီးတော့နောက်တစ်ခုရှိတာအာဆင်နယ်ဖန်ကြီးကိုတွေကျန်တဲ့ narrative တွေခေါင်းထဲကထုတ်လိုက်တော့စီသူလင်းတွေဘာတွေခေါ်တာရှိနေသေးတယ်ဆိုရင်လည်းသိ view site မနေနဲ့တော့ဘာမှလည်းတုံ့ပြန်မနေနဲ့တော့ narrative တွေကတော့တချို့ toxic ဖြစ်တဲ့လူတွေကတော့ဆက်ပြီးပြောနေလုံနေအောင်ပါပဲအမှန်တိုင်းပြောရင်ဒါတွေကမရှိသင့်တော့ဘူးပြီးလဲပြီးသွားခဲ့တင်ပြီးမအောင်မြင်ခဲ့တဲ့ချိန်တော့ကလည်း throw ခဲ့တာစတယ်နောက်တယ် throw တယ်လက်ခံတယ်ဘာမှဖြစ်ဘူးဒါဘောလုံးမှာဒါလည်းဒီရင်ကျေးမှုလေးကလည်းချစ်ဖို့ကောင်းတယ်ဒါပေမဲ့ဒီလက်ရှိချိန်မှာတော့ကျွန်တော်တို့စီသူလင်းမဟုတ်တော့ဘူးဇော်ဝင်းထုတ်ပြသွားပြီပထမဆုံးရယူဖို့ဆိုတာတကယ်လည်းအဲ့လိုဖြစ်နေပြီအဲ့တော့အာဆင်နယ်ကိုနောက်ထပ်PGM ကိုအသင်းဒိုင်ကူအသင်းတို့ဒါ Corner FC တို့တော့စစ်ဖြစ်တဲ့လူတွေကတော့ပြောကြအောင်ပါပဲဒါတွေလည်းသိပြီးခေါင်းထဲထည့်စရာမလိုတော့ဘူးဘာဖြစ်လို့ဆိုတော့ Premier League မှာဘယ်မထိုက်တန်မဲနဲ့ချန်ပီယံဖြစ်သွားတဲ့အသင်းဆိုတာသင်းမှမရှိခဲ့ဘူးသမိုင်းမှာရှေ့မှာလည်းမရှိဘူးအခုလည်းမရှိဘူးနောက်လည်းမရှိဘူးဆိုတော့သိကြတယ်ဒါကျွန်တော်ပြောနေတဲ့စကားမဟုတ်ဘူးကြိုက်တဲ့တကယ်ပညာရှိကြီးတွေဝိုင်းရင်ကြီးတွေအားလုံးလိုက်မေးကြည့်လိုက် Premier League အမှတ်ပေးချန်ပီယံဆိုတာတကယ်တော့ Leicester ပဲဖြစ်ဖြစ် Blackburn ပဲဖြစ်ဖြစ် Liverpool ပဲဖြစ်ဖြစ် Man City ပဲဖြစ်ဖြစ် United ပဲဖြစ်ဖြစ် Chelsea ပဲဖြစ်ဖြစ်ဘယ်အသင်းပဲချန်ပီယံဖြစ်ဖြစ် Arsenal မှမဟုတ်ဘူး38ပွဲတရားဒီမှာကစားရတာမှာကန်ဆိုးခဲ့တာတွေရှိလိမ့်မယ်ကန်ကောင်းခဲ့တာတွေရှိလိမ့်မယ်
ဒိုင်ရဲ့မျက်နှာသာပေးမှုတွေရခဲ့တာရှိလိမ့်မယ်မျက်နှာသာမပေးဘဲနဲ့နစ်နာခဲ့တာတွေရှိလိမ့်မယ်အားလုံးပြန် overall ခြုံကြည့်လိုက်ရင်အားလုံးဒီညီတူမျှတူပဲတရားဒီလုံးမှာနေမြင့်ချိုးခွေတွေမျိုးစုံကြုံခဲ့တယ်ဒိုင်ပြဿနာတွေလည်းသူလည်းကြုံကိုလည်းကြုံဒါတွေတော့ကန်တရားပေါ့နော်အဲ့တော့အားလုံးပြန်ခြုံကြည့်လိုက်ရင်မထိုက်တန်တဲ့ချန်ပီယံသင်းဆိုတာသမိုင်းမှာလည်းမရှိဘူးဆိုတော့တကယ်ကိုထိုက်တန်တဲ့ချန်ပီယံမှာတကယ်ကိုလွတ်လွတ်ကျွတ်ကျွတ်အပြေအဝပျော်ရွှင်မှုကျွန်တော်တို့အာဆင်နယ်ပရိသတ်တွေထိုက်တန်တဲ့ဂုံလဲဂုံယူသင့်ပါတယ်အထူးသဖြင့်အာဒီတာကိုကျွန်တော်ဒီ credit ကိုပေးခြင်းတယ်ကျွန်တော်တို့ကိုယ်တိုင်အားမလို့အားမရဖြစ်ခဲ့တဲ့အချိန်တွေရှိတယ်အာဒီတာနဲ့ဆိုဖြစ်ပါတော့မလားအာဒီတာကြောက်စိတ်တွေအယမ်းများလွန်းနေအရေးကြီးအကြောင်းဟဲ့ဆိုအဲ့ finishing line ကိုမကျော်နိုင်ဘူးဒါပေမဲ့လုံးပြသွားနိုင်ခဲ့ပြီဒီချိန်မှာတော့ကျွန်တော်အာဒီတာကိုဂုံပြုတယ်2019ဒီဇင်ဘာ22ရက်နေ့မှာအာဆင်နယ်ကိုစရောက်လာကြတဲ့ကမန်စီးတီးလက်ထောက်နီးပြကနေရောက်လာလို့အာဆင်နယ်ပရိသတ်တွေအများကြီးတော့သူ့ကိုမမျှော်လင့်ထားဘူးအာဆင်နယ်ကိုယ်တိုင်လည်းယာယီအနေနဲ့စခေါ်ခဲ့တယ် FA ဖလားတစ်လုံးရတော့နောက်တစ်နှစ်ထပ်ပြီးတော့အခွင့်အရေးပေးတယ်တဖြည်းဖြည်းချင်းသူတီဆောက်ယူသွားတယ်2နှစ်3နှစ်လောက်တည်းမှာတော့ကျွန်တော်ရောအာဆင်နယ်ပရိသတ်တွေရောအားရတဲ့ level တခုတော့မရောက်ခဲ့ဘူးဒါလုံးဝသိကြဒါပေမဲ့အဲ့ trust process နောက်မှာဘိုးဖွဲ့ယုံကြည်မှုပေးခဲ့တဲ့အသီးပွင့်ကိုကျွန်တော်အခုပြန်ရနေတာပဲနောက်ဆုံးတော့ကျွန်တော်တို့မှားတယ်အဲ့အမှားကလည်းကျွန်တော်တို့ကမှားပါတယ်လို့ကျွန်တော်တို့မှားစေချင်တာဘုတ်ဖွဲ့မှန်စေချင်တာအာဒီတာမှန်စေချင်တာအခုနောက်ဆုံးကျွန်တော်တို့ရဲ့ဆူတောင်းပြည့်ခဲ့ပြီဘုတ်ဖွဲ့လည်းမှန်သွားတယ်အာဒီတာလည်းမှန်သွားတယ်ဒီလိုအခိုက်အတန့်မျိုးကိုကျွန်တော်မှမဟုတ်ဘူးအာဆင်နယ်ပရိသတ်ညီကိုတိုင်းနှစ်တွေအကြာကြီးစောင့်ခဲ့ရတာတချို့ညီကိုတွေဆိုရင်ဒီလိုအခိုက်အတန့်ကိုတစ်ခါမှတော့မကြုံခဲ့ဘူးဆိုတော့ဒါအားလုံးအတွက်ကျွန်တော်တို့အတွက်သမိုင်းသစ်တစ်ခုကိုအတူတူရေးရမယ်အခိုက်အတန့်လို့ပြောရမှာပေါ့နော်ကျွန်တော်တို့ကိုယ်တိုင်လည်းအာဆင်နယ်ချန်ပီယံဖြစ်တာတွေမြင်ခဲ့ဘူးပါတယ်ဒါအရင်တော့ United နဲ့အပြိုင်ကြိုးစားခဲ့တဲ့နှစ်တွေမှာချန်ပီယံဖြစ်ခဲ့တာတွေမြင်ခဲ့ဘူးတယ်ဒါပေမဲ့ဒီချိန်ကတော့မတူဘူးဗျတော်တော်လေးခက်ရခဲစစ်ကိုကြော်ဖြတ်ခဲ့ရတာမန်စီးတီးနဲ့ဂွာဒီယိုလာကိုကြော်ဖြတ်ခဲ့ရတာဖြစ်လို့ပို့ပြီးတော့လည်းချိုးမိန်နေပြီးတော့အာဆင်နယ်မှာတိုက်ဆိုင်တာကအာဆင်နယ်ကခစ်တော့ကလည်းအဲ့လို3နှစ်ဆက်ဒုတိယဖြစ်ပြီးတော့4နှစ်မြောက်မှာမှတ်ပေးချန်ပီယံပရီးမီးယားလိဖလားကိုရဘူးတယ်အခုလည်းအာဒီတာက3နှစ်ဆက်ဒုတိယဖြစ်ပြီးတော့မှ4နှစ်မြောက်မှာမှတ်ပေးချန်ပီယံဆုဖလားကိုရသွားတယ်ဆိုတော့တကယ်ကိုထိုက်တန်ပါတယ်ကျွန်တော်တို့ဒါဒုက္ခတွေအမျိုးမျိုးဝေဖန်မှုတွေကြားထဲမှာပြိုင်ဘက်တွေပြည်သက်တွေရဲ့လှောင်ပြောင်ကဲရမှုတွေကြားထဲမှာအာဆင်နယ်ပြည်သက်တွေအများကြီးရင်ဆိုင်ဖြတ်တန်းခဲ့ပြီးပြီဆိုတော့ဒီနေ့အောင်မြင်မှုကအာဆင်နယ်ပြည်သက်တွေအားလုံးအတွက်လို့ပဲပြောရမှာပေါ့နော်အဲ့တော့ဒါအာဆင်နယ်အစပဲရှိပါသေးတယ်အဆုံးမဟုတ်သေးဘူးဒါပရီးမီးယားလိဖလားအခုစရရဲဆိုတော့အာဆင်နယ်ခစ်စဖို့အတွက်အစပြုခြင်းလို့ပဲကျွန်တော်တို့အကောင့်ဘက်ကနေတွေးထားရမယ်တကယ်လည်းအဲ့လိုဖြစ်လာဖို့များတယ်အာဆင်နယ် era အခုမှစမယ်အာဒီတာနဲ့အာဆင်နယ်ကပရီးမီးယားလိကိုနောက်ဘယ်နှစ်လောက်အဲ့လိုမျိုးအကောင်းဆုံးဆက်ပြီးတော့လုပ်ပြနိုင်မလဲဒိုမနိတ်ဟိုမှာပြောချင်တာဂွာဒီယိုလာပရီးမီးယားလိကိုဒိုမနိတ်လုပ်သွားတာမျိုးတွေဖောက်ဆန်လုပ်သွားတာမျိုးတွေဖြစ်ချင်မှလည်းဖြစ်လာလိမ့်မယ်ဗောလေ maybe ဒါပေမဲ့ကျွန်တော်တို့ရဲ့ခစ်ဖြစ်ကောင်းလဲဖြစ်လာနိုင်တယ်ဆိုတော့ဒါအာဆင်နယ်ပရိသတ်တွေအားလုံးမျှော်လင့်နေတဲ့ရွှေရောင်နေ့ရက်တွေပဲဒီနှစ်ချန်ပီယံလိသာရလိုက်မယ်ဆိုရင်တော့တကယ်လုံးဝ perfect ဒီထက်ပိုခမ်းနာတဲ့အတိတ်သမိုင်းအာဆင်နယ်မှာရှိမှာမဟုတ်တော့ဘူးဘယ်တော့မှလည်းမရှိခဲ့ဘူးနောက်လည်းရှိဖို့လည်းမလွယ်တော့ဘူးဆိုတော့လာမယ့်မေလ30ရက်နေ့ပွဲကလည်းအာဆင်နယ်ပရိသတ်တွေအားလုံးအတွက်တကယ်ကိုရင်ခုန်ဒဏ်တွေကိုလုံးဝမြန်စေလိမ့်မယ်ဒါဘာဖြစ်ပါနောက်ဆုံးကျွန်တော် Baileys နဲ့ပွဲကိုလက်သေးတွေကကျွန်တော်တို့ခြေတွေလက်တွေတုပ်ပြီးတော့အဲ့လိုကျွန်တော်တို့မှာစိတ်လှုပ်ရှားစွာနဲ့နှလုံးရောဂါရမတဲ့အသေးပေါက်မတက်အားပေးစရာမလိုတော့ဘူးကျွန်တော်တို့တက်တောင်းလေးနဲ့လွတ်လွတ်လပ်ပျော်ပျော်ရွှင်ရွှင်လေးနဲ့ enjoy လုပ်ပြီးတော့ချန်ပီယံဖလားမြောက်မဲ့အချိန်ကိုကျွန်တော်တို့အတူတူအောင်ပွဲခံဖို့အတွက်ကို ready ပြင်ထားလို့ရပြီဆိုတော့တကယ်ကိုဒါအာဆင်နယ်ပရိသတ်တွေအတွက်တပတ်လောက်စောပြီးတော့ကြိုပြီးတော့ပျော်ခွင့်ရသွားတာဗောလေအဲ့တော့မန်စီးတီးလည်းဘာပဲဖြစ်ဖြစ်ဖလားမရခဲ့ဘူးဆိုပေမဲ့လည်းသူလည်းကောင်းပါတယ်မန်စီးတီးလည်းတရားဒီလုံးမှာအာဆင်နယ်ကိုတော်တော်ကြီးကိုလိုက်ပြီးတော့ transition ကာလမှာတော့ဖိအားပေးထားနိုင်တယ်ဘယ်လိုပဲဖြစ်ဖြစ် Guardiola နဲ့ Man City ကိုလည်းလေးစားရင်းစဲရှိပြီးသားပါ Man City နဲ့ Guardiola ဒီတစ်နှစ်မှာနည်းနည်းလေးသူတို့ပြပြင်ပြောင်းလဲကာလဖြစ်နေတဲ့ကြောင့်လိုအပ်ချက်တွေများသွားလို့သာကျွန်တော်တို့နှာတစ်ဖျားတာသွားလို့ပြောလို့ရတယ်လာမယ့်နှစ်မှာလုံးဝ short တော့လို့မရဘူးပြိုင်ဆိုင်မှုကလည်းပိုပြင်းထန်လာပြီ Chelsea မှာ Alonso ရောက်လာပြီ Arne Slot လည်းဒီနှစ်ဖြစ်ထားတဲ့ပြဿနာတွေကြောင့်လာမယ့်နှစ်ကိုသူတေးချပြန်ပြီးပြင်ဆင်ပါပဲ United မှာလည်း Carrick ကအရန်အားကောင်းနေပြီဆိုတော့အဲ့တော့ကျွန်တော်တို့ကလည်း Arteta နဲ့ဒီချိန်မှာတော့တကယ်လို့ Guardiola သာဆက်မရှိခဲ့ဘူးဆိုရင်ကျွန်တော်တို့ Arsenal နဲ့ Arteta မှာ advantage တစ်ခုလည်းထပ်ပြီးတော့ရလာအောင်မယ်အဲ့ဒါဘာလဲဆိုတော့ Premier League မှာစင်စက်မပြတ်တီးဆောက်ထားတဲ့နီးပြနဲ့အသင်းနဲ့အကြဆုံးအသင်းကကျွန်တော်တို့ Arsenal အသင်းဖြစ်သွားလိမ့်မယ်လက်ရှိ Champions ကိုစိန်ခေါ်နေတဲ့အသင်းတွေထဲမှာပေါ့လေအဲ့တော့ Guardiola မရှိရင်တော့ Arteta ကနီးပြတွေထဲမှာ Champion ဖြစ်ဖူးတဲ့အတွေ့အကြုံပြီးတော့အမြဲတမ်းကျွန်တော်တို့ Arsenal နဲ့ပတ်သက်လာရင်အမြဲတမ်းကျွန်တော်တို့ Arsenal ပြည်သက်တွေကိုယ်တိုင်ရောပြိုင်ဘက်အသင်းရောပြည်သက်တွေရောပြိုင်ဘက်အသင်းရဲ့ကစားသမားတွေရောနောက်လုံးဘောလုံးပွဲကိုစောင့်ကြည့်နေတဲ့သူတို့ဒါအင်္ဂလန်ကဘောလုံးကျွမ်းကျင်သူတွေရောပြောလို့ရှိတာကချန်ပီယံတွေ့ကြုံမရှိဘူး
winning mentality မရှိဘူးဒီအချိန်မှာဘာလုပ်ရမလဲဆိုတော့ PR ကို handle လုပ်နိုင်စွမ်းမရှိဘူးဆိုတဲ့အဲ့ဒီပြဿနာတွေအားလုံးကပြီးသွားပြီအခုတော့ကျွန်တော်တို့ champion ဖြစ်ပြီးသွားပြီ champion အသင်းသားတွေ champion အတွေ့အကြုံဆိုတာတွေခံစားမှုပြီးတော့ handle မရှိတော့ဘူးပြီးတော့ Arteta နဲ့ Arsenal အသင်းမှာဒီနှစ် champion မှာဖြစ်လို့မရဘူးဆိုတဲ့အဲ့နောက်ကနေပေးနေတဲ့တွန်းအားနဲ့ pressure နဲ့ PR မရှိတော့အဲ့တော့လာမယ့်နှစ်တွေကျွန်တော်တို့သက်တောင့်တာ PR မရှိဘဲနဲ့အလုပ်ကိုလွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါလုပ်ခွင့်ရတော့မှာဆိုတော့ဒါတကယ်လုံးဝ license ရသွားပြီလာမယ့်နှစ်တွေ Arsenal ဒီထက်ပိုပြီးအမြင့်ပြန်တောက်ပအောင်မယ်လို့ကျွန်တော်တို့အများကြီးယုံကြည်တယ်တကယ်ကိုဒါဂုဏ်ပြုချင်တာပါထူးထူးခြားခြားကျွန်တော်အနေနဲ့လည်းတခါမှကျွန်တော်လှုပ်ဖို့နေရွှေညရွှေဖြစ်နေတဲ့ကျွန်တော်ရဲ့ YouTube channel လေးကိုလည်းဒီ Arsenal champion ဖြစ်သွားတဲ့ဒီနေ့မှာပဲစပြီးတော့အကောင့်ထဲပေါ်ပြတယ် Arsenal ကိုဂုဏ်ပြုတဲ့ပထမဆုံးဗီဒီယိုလေးကလည်းကျွန်တော် YouTube channel အတွက်ပထမဆုံးဗီဒီယိုဖြစ်နေတဲ့ကြောင့်ပိုပြီးတိုက်ဆိုင်သွားတယ်လည်းဂုဏ်ယူပါတယ်အနောက်လာမယ့်နေ့တွေမှာလည်းပိုကောင်းတဲ့တင်ဆက်မှုလေးတွေနဲ့ပြည်သက်တွေအတွက်တင်ဆက်ပေးနိုင်မှုလည်းကြိုးစားပါမယ်အဲ့တော့ champion ဖြစ်သွားတဲ့ Arsenal အသင်းကိုဂုဏ်ယူရင်းနဲ့ဒီ season လေးကိုတင်ဆက်လိုက်ပါတယ်ခင်ဗျ